ပေးခဲ့တယ်ဒီပြန်စီအဲ့လိုပတ်ဖို့အထူးတလိတော့မရှိပါဘူးသူเจ้าကနေရောက်လာတဲ့အခါကျကျွန်တော်တို့သူ့ကိုခဏသူပါစားတယ်လဲဗိုက်စားလာစားရဆရာစားပြီးတော့ကြွေပြီးတော့ခဏတော့သူစော့ကျင်တာစော့ပေါ့စိတ်လက်ပေါ်ပါထားပြီးတော့မှညအိတ်ခန်ဒီမှာစားတရက်ကိုတနာရီဝန်းကျင်ပေါ့သူ့အမေကိုယ်တိုင်လှုပ်ပေးသူ့အမေမအားတဲ့ခါမျိုးကျရင်အတော်ကြီးလှုပ်ပေးရပေါ့ဟုတ်သူကလည်းလိမ်ပါပါတယ်ဟိုတိတ်အများကြီးဒီစားလို့ဖို့ကျွန်တော်ချောင်းချောက်တာတို့ငေါက်ဆရာတို့ပါတော့တိတ်မလို့တိတ်တိုက်တွန်းစရာတော့မလိုပါဘူးစာလုတ်ဆိုလို့ရှိရင်နေ့စဉ်ပုံမှန်တော့စာလုတ်ရတာပေါ့နော်သူစာလုတ်ချိန်လေးတတ်မှတ်ပေးထားတာအချိန်ကစကျင်တဲ့အချိန်မှစရတယ်အင်စာပါအင်စာလုတ်တယ်အင်စာမပါလို့ရှိရင်တီရှယ်တနေ့စာတင်တဲ့စာယူသူနေတိုင်းပုံမှန်လုတ်ဖြစ်တယ်တစ်နှစ်ပတ်လည်းလုံးပဲစာမွဲဖြေမဲ့ပတ်တွေဆိုလို့ရှိရင်တော့ဟိုဟာအဲ့ရက်တွေဆိုရင်တော့စာလေးပို့လောက်တာပေါ့အချိန်ပို့တိုးတာပေါ့သူကျောင်းကနေပြီးပေးလိုက်တဲ့စာအကုန်လုံးကျင်ညက်တီရတာပါဒီလိုက်ကိုရွေးချယ်ရတဲ့အကြောင်းလေးပေါ့ဆက်လက်ပြီးရွေးချယ်ရတဲ့အကြောင်းလေးကိုသိပြရမယ်ရှင်အလွယ်နဲ့အတူတူပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီယူလိုက်ကိုမအပ်ခင်ရလဲကျောင်းမှာဘာတွေတင်တယ်ပေါ့ဘာဘလို့စာပုံစံမျိုးတွေတင်တယ်ပေါ့အခုကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့တင်ကြားမှုပုံစံတွေပေါ့လေအဲ့ဒါကိုအဓိကထားပြီးတော့တင်တယ်လို့လည်းကျွန်တော်တို့လေ့လာရပါတယ်အဲ့ဒါပြီးတော့ကျောင်းအောင်လည်းတကယ်လာပြီးတော့အကြည့်တဲ့အခါမှာကျောင်းကလည်းမိသားစုပုံစံမျိုးလေးလည်းဖြစ်တဲ့အတွက်ပေါ့အဲ့ကြောင့်ရွေးချယ်ရတာတိတ်အများကြီးတော့မခက်ခဲပါဘူးလွယ်ပါတယ်မိသားစုလိုခံစားရတဲ့ခါကျတော့ကိုယ်ကလေးတွေလည်းစိတ်ချရတာပေါ့တီရှယ်ရလည်းနည်းနည်းထိထိရှိတော့ကလေးပုံပေါ်နော်လာကြည့်လိုက်တော့တီရှယ်ရလည်းတသားတို့ပုံမှာနည်းနည်းထိထိလေးရှိပြီးတော့နော်ပို့ပြီးစိတ်ချတာပေါ့အဲ့ခုတနည်းပဲလည်းလုံးတက်ကြည့်တော့လေတီရှယ်နဲ့ဟိုဘယ်လိုပြောမလဲကိုမိဘအနေနဲ့အခုသားရညပိုင်းချိန်ထိစားလုပ်ပြီးတော့အဆင်မပြေရပါရှိရဆိုရင်တီရှယ်ရလည်းဟိုသူတို့အတန်းမိုင်းတီရှယ်ဘယ်ချိန်လေးစားလေးမေးလိုက်ပေါ့နော်ဘယ်လိုပြောမလဲချက်ချင်းဟိုလိုအပ်တာလေးပြန်ပြီးတော့ဟိုအကြောင်းပြန်ပေါ့ဖြေချပေးရပေါ့နော်အဲ့တော့ဒီကြောင့်အဲ့လိုနဲ့ပဲဆက်ထားဖို့စီစဉ်လိုက်တာပေါ့နော်ဆုံးဖြတ်လိုက်တာဟုတ်ကဲ့ရှင်အသားဒီဆူရတဲ့ပုံမှာလိုမာရဲ့ခဏချက်လေးပေါ့အော်ဒီပြရရှင်ပြောတာပေါ့ကျွန်တော်တို့ကတော့အခုမှသူကနေရှင်နယ်အကြောင်းစပြီးထားပြတယ်ဆိုတော့သူ့အနေနဲ့ဒီလိုစူးရမယ်လို့မထင်တော့ဘူးเนาะကျွန်တော်တို့ကလည်းသူ့ကိုစူးရပါမယ်လို့လည်းဟိုအတင်းကာရောကြီးနဲ့စာရေးလည်းမကြိုးစားခိုင်းပါဘူးတနေ့တာမှငါသားဒီနေ့အတွက်စာရိုစိတ်ပါလက်ပါနဲ့အကြောင်းဆရာမပြောစကားကိုလည်းနားထောင်အိမ်မှာလည်းစာလေးကိုတခြားစိတ်ပါလက်ပါလေးကြည့်ပေါ့အဲ့ဒါပါပဲအဲ့လိုပုံမှန်ပဲလှုပ်သွားဖို့ပြောရင်းနဲ့အခုလိုစူးရတော့လည်းအတိုင်းမသိပြောပါဘူးမေဆူရရင်တော့ပို့ပြောတာပေါ့လို့ဒါပေမဲ့မရလဲဘာမှမဖြစ်ပါဘူးလို့မမေသားစားရေးလိုက်နိုင်ရပြီဟိုဆူရရင်တော့မမေတို့ပို့ပြောတာပေါ့လို့အဲ့နဲ့ तू ကအဲ့ဆိုလဲဆူရအောင်လုပ်မယ်လို့ပြောတာပဲ